Newcastle ကာရာဘောင်းဖလားရှုံးကြွေးကိုပြန်ဆက်နိုင်မလား AS-Sport ပြည်သူများအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့စနေညမှာရှင်ပြန်ကစားတော့မယ့်အင်္ဂလန် FA ဖလားပွဲစဉ်တွေထဲက Newcastle နဲ့ Man City အသင်းတို့ရဲ့ပွဲစဉ်ကိုသုံးသပ်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဒီဟာဒီ Premier League နှစ်ပွဲနဲ့ကာရာဘောင်းဖလား Semi Final နှစ်ပွဲတွေ့ဆုံပူးခဲ့ပြီးတော့ Man City က3ပွဲအနိုင်ရထားက Newcastle ကတပွဲပဲအနိုင်ရထားပါတယ်ဒါကြောင့်အင်ကွင်းမှာ Newcastle တို့ရှုံးကြွေးပြန်ဆက်ရမယ့်ပွဲဖြစ်ပြီးတော့အတောင့်တင်ဆုံးလူစင်းနဲ့ပွဲထွက်လာမှာပါအသင်းကောင်းဆောင် Grimares ကလွယ်ရင်အဓိကကစားသမားအတော်များများပြန်ပါလာနိုင်ပါပြီ Newcastle ကအင်ကွင်းမှာဆိုရင်ခြေစွမ်းရောစူးစမ်းမှုပါပိုကောင်းလေးရှိပြီးတော့အသင်းကြီးတွေကိုတော့အနိုင်ယူနိုင်စွမ်းရှိပါတယ် Newcastle ကဒီဖလားကိုလက်လွတ်ခဲ့ရရင်ဒီဟာဒီဖလားလက်မဲ့ရဒီဖြစ်သွားပါလိမ့်မယ်ဒါကြောင့်နောက်တစ်စစ်တက်လန်နိုင်ဖို့အတွက်အင်ကွင်းမှာအစွမ်းကုန်စူးစမ်းလာမှာပါ Man City ကတော့ပြန်ပွဲစုံနောက်ဆုံး10ပွဲဆက်ရှုံးပွဲမရှိစံချိန်နဲ့အတူအကောင်းဆုံးဖြတ်တန်းနေပါတယ်ဒါပေမဲ့ပွဲဆက်အလွန်များနေပြီးတော့ Premier League မှာလည်းအမခန့်လို့မရတော့သလိုဒါပြင်းလည်း Real Madrid ကွင်းမှာ Champions League ပွဲချက်တွားရောက်ကစားဖို့ရှိပါတယ် Man City အတွက်တော့တကယ်ကိုပွဲချက်ကာလာပါပဲဒီပွဲမှာ PR ပိုများနေတဲ့ Man City ထက်အင်ကွင်းဆန်းဆောင်ရည်လည်းကောင်းသလိုကာရာဘောင်းဖလားရှုံးကြွေးကိုပြန်ဆက်ဖို့အစွမ်းကုန်စူးစမ်းလာမယ် Newcastle ကိုပိုအကြိုက်တွေးမိတာကြောင့်စနေညအောင်မြင်ရတဲ့အောင်ပွဲအဖြစ် Newcastle body ကိုပဲရွေးချယ်ပေးခဲ့ချင်ပါတယ်ညီကိုတွေအားလုံးပဲအောင်ပွဲခံနိုင်ကြပါစေဗျာ